တခါတလေတင်စဉ်းစားဘူးလားကျွန်တော်တို့နေ့စဉ်ဘဝမှာအလွန်အရေးကြီးတဲ့ပတ်စံဆိုတာဘယ်ကနေစတင်လာခဲ့တာလဲဆိုတာကိုအစောပိုင်းလူသားတွေမှာပတ်စံမရှိသေးပါဘူးသူတို့ဟာပစ္စည်းချင်းဖလှယ်ပြီးနေထိုင်ခဲ့ကြပါတယ်ဒါပေမဲ့ပြဿနာတစ်ခုရှိလာခဲ့ပါတယ်တင်ကနွားတစ်ကောင်ရောင်းပြီးကြက်ဥလိုချင်တယ်ဆိုရင်နွားကိုဘလို့ခွဲပေးကြမလဲဒီလိုအခက်အခဲတွေကြောင့်ပဲတန်ဖိုးတစ်ခုကိုကိုစားပြုမဲ့ကြားခံပစ္စည်းတစ်ခုကိုလူသားတွေစဉ်းစားလာခဲ့ကြပါတယ်။တမိုင်းမှာပထမဆုံးသောဒင်္ဂါပြားတွေကိုနှစ်ပေါင်း2600ကျော်ကလိုင်ဒီယာဒေသမှာစတင်အသုံးပြုခဲ့ကြပါတယ်။အဲ့ဒီအချိန်ကရွှေနဲ့ငွေကိုရောစပ်ပြီးဘရင်ရဲ့တစိ့ကိုခန့်နှိပ်ထားတာပါ။နောက်ပိုင်းမှာတော့ဒင်္ဂါပြားတွေဟာအိတ်ထဲမှာထည့်သွားရတာလေးလံလွန်းလာခဲ့ပါတယ်။အဲ့ဒီကြောင့်တရုတ်လူမျိုးတွေကစက္ကူပတ်စံကိုစတင်တီထွင်ခဲ့ကြပါတယ်။ဒီတီထွင်မှုကကမ္ဘာစီးပွားရေးကိုအကြီးအကျယ်ပြောင်းလဲစေခဲ့ပါတယ်။ကုန်သွယ်ရေးကပိုးလွယ်ကူလာပြီးနိုင်ငံတွေကြားကူးလူဆက်ဆံမှုလည်းမြင့်တက်လာခဲ့ပါတယ်။ဒီနေ့မှာတော့ပတ်စံဟာစက္ကူတင်မကတော့ပါဘူး။ကျွန်တော်တို့ဖုန်းထဲကကိန်းဂဏန်းတွေဖြစ်နေတောင်အသုံးပြုနေကြပါပြီ။ဒါပေမဲ့သတိထားပါနော်ပတ်စံကိုသွားမတီထွင်ပါနဲ့မဟုတ်ရင်အဖမ်းခံရနိုင်ပါတယ်။ဒီလိုဗဟုသုတဗီဒီယိုတွေကိုကြိုက်ရင် like လုပ်ပေးပါ channel ကို subscribe လုပ်ပြီးနောက်ထပ်ဗီဒီယိုတွေကိုမလွတ်တမ်းကြည့်နိုင်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။